မအေးမလေးအလောက်လာရှောက်တာလား ဟာအင်တာဗျူးလေးလာဖြစ်ရခင်ဗျ အေးရထိုင်လေအခုကဟိုနားလေးပါမလေးဟိုနားလေးတောက်ယူလိုက်နော်အေးယူထိုင်မယ်နော်မောင်စီဖောင်လေးတစ်ချက်လောက်ပြပြအောင်နော်တပါကြီးလေ ။ကျွန်တော်ဟို certificate တွေနဲ့ပွဲလက်မှတ်တွေ ဒီလောက်တော့များလား ဟုတ်များတယ်ခင်ဗျာ ဟောခဏလေးနော်အမလေးက MBA ပွဲလေးရထားပြီးသားပဲအပြ NCCI လည်းတက်ထားရယ်နော်ကွန်ပျူတာလည်းရပါပဲ ECD လည်းရရယ်နော်အဲ့ဆိုရင်တော့အဆင်ပြေပါတယ်မောင်လေးရဲ့မြန်မာလာစာ10သိန်းလား ဟုတ်ကဲ့ခင်ဗျာ ဖြစ်နိုင်ပါတယ်ဖြစ်နိုင်ခြင်းရှိရလေ10သိန်းอ่ะဒါမဲ့ပေါ့နော်အမားတို့ကမိသားစုလိုမျိုးစီစီလုံးလုံးနဲ့ပေါ့နော်အဖွဲစီးလေးနဲ့ကိုယ်ဖွဲလေးနဲ့ကိုပေါ့နော်မိသားစုလိုပုံစံမျိုးတွားလာအဲ့တော့မောင်လေးဟိုအခြေခံလားစာအနေနဲ့ကကျတော့အမားတို့က2သိန်းကနေပြီးတော့စပေးတယ် ဗျာနှစ်တွေ့ Oh no စင်ပြေလား2သိန်းကနေစပေးမယ်လေမောင်လေးအစင်ပြေဆိုလို့ရှိရင်မနေ့ကနေစပြီးတော့အလုပ်စဆင်းလို့ရတယ် အစင်ပြောင်းအောင်မရောစင်းကြည့်မယ်လေးမှာအစင်ပြောင်းအောင်မရောစင်းကြည့်မယ်လေးမှာ ဟုတ်ပါပြီစင်ကြည့်လိုက်လေနော် ဟုတ်ကဲ့ အနည်းဆုံးတော့300တော့လုပ်ပေးနော် ဟုတ်ကဲ့ခင်ဗျာ ပြီးလို့ရှိရင်လားစာအတိုးလေးတွေကိုအမတို့တစ်ချက်ပြန်ပြီးတော့စစ်စစ်ပေးမယ်နော် ဟုတ်ကဲ့ ဒါနဲ့လေမော်လေးကော်ဖီတွေပါရောဖြောတတ်လား ကော်ဖီကအမဘာလို့လဲမသိဘူး အဲ့တော့မဟုတ်ပါဘူးဒီတိုင်းပဲမေးကြည့်ရပါဟောပြီးတော့လေနောက်တစ်ခုရှိသေးတယ်ဆိုင်ငယ်တွေပါရောစီးတက်လား ဟုတ်မှာပါကျွန်တော်လျှောက်တာရုံမိုင်းလျှောက်တာလေးမှာဆိုင်ငယ်စီးတတ်ဖို့တော့လို့လာမှာ ဟုတ်ပါတယ်ဆိုင်ငယ်လေးကိုစီးတက်တယ်မလား ဟုတ်ကဲ့စီးတာတော့စီးတတ်တယ်လေးမှာ စီးတက်တယ်ဆိုရင်ရပါတယ်မော်လေးရဲ့အဲ့ဆိုအဆင်ပြေရလေ ဟုတ် ဟုတ်ပြီမော်လေးအဲ့ဆိုမနေ့ပြန်စပြီးအလုပ်စဆင်းလိုက်တော့နော်၈နာရီခွဲရုံးလာမှာနော်၈ခွဲဆိုမဲ့အစောဟို၈နာရီတီးလောက်ကိုလာခဲ့လိုက်လေနော်ဒီနေ့အစ်စ်မလို့ ဟုတ်ကဲ့ဗျဟုတ်ကဲ့ ဟုတ်မော်လေးအဲ့ဆိုသွားလို့ရရင်နော် ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာ အော်မလို့ခုံးလေးဟိုနားလေးပြန်ရွှေ့သွားလာအောင် ဟုတ် ခုနလေး ဟုတ်ကဲ့